ကလေးအမွှာလေးမွေးထားလား ဟုတ်တယ်ရှင် ဟိုကလေးကဘာလို့ဥဖောက်ထားတာ ဟုတ်တယ်အဲ့လို ဖဲမပါလို့လားဟုတ်ပါဘူးဘလို့ ဒီ လဲ ဘက်ကပါတယ် ဖဲမောက်ပါတယ်မိခင်ခွဲမွေးတာ ဟုတ်တယ်ကျွန်မလည်းခွဲမွေး ခွဲမွေးထားတာဟိုဒီအိမ်ရှင်လေးခဏငုံငုံကြီးနဲ့ပြောပြီးတော့ဒီမှာခဏနေနေရတာ ဟုတ်တယ်ဒီမှာနေ ဟိုလက်ခံဆိုစေုံတယ်မယ် စေးတယ် ဟိုကလေးကဘယ်နေရတာတော့ တလားနဲ့10ရက်ရှိတယ် တိတိလေးလာလို့ ဟုတ်တယ်ပေါင်လည်းမပြည့်ဘူးညောင်ဆိုတော့ ဟုတ်လားအမွှာဆိုပေါင်းမပြေဘူးလား ပေါင် မွေးတော့ပေါင်းဘယ်လောက်ရှိအောင် သူက3ပေါင်ခွဲသူက4ပေါင်ပြည့်တော့ ဟိုလိုပေါင်းမှီယုံလေးပဲ ဟုတ်တယ် ဟိုဒုက္ခတွေရောက်လို့ဆိုတော့နေဘက်တည်းတိုင်းလာကူရတာ ဟုတ်တယ် ဟိုလို့လည်းမကူတော့ဘူးဟုတ်လား အခုတော့ဆိုပြီးတော့စေယုံကနေပြီးတော့တက်ပြီးသားဆိုသူကစိတ်ကမပေးဘူးတဲ့ကုရမယ်တဲ့ တယောက်အရှင်ပဲတွေ့ထားတာ ဟုတ်တယ်ဟိုဆရာဝန်တွေကရှင်းပြပါအဲ့လိုမတတ်နိုင်ဘူးလို့ခွဲရသိရမှာဆိုနေဆိုတော့အလူရှင်ရှာပေးမယ်လို့လည်းပြောရတယ်အဲလူရှင်ကတော့မလာဘူး မလာသေးဘူးလက်ရှိနေထားတော့ဟိုဝယ်အောင်ဆိုလဲတော့ဝယ်နေရတာ ဝယ်ရတော့ဝယ်ရ စားလာကြအကြောင်းဘယ်လိုလုပ်တော့ စေယုံထဲမှာထမင်းတိုင်နေရှိဝယ်စား အဲ့လိုလေးဖြစ်တယ်လို့ဝယ်စားအခုအဆောင်ကဘယ်လိုပါတော့ငါညမကြောက် တဝမ်းညီမ အဲ့လိုလားအဲ့လိုလားအခုချုပ်ရွကကြက်ပြီလားညီမကြောက်ကြက်တယ်ကြက်ပြီလားကြက်ပြီ ကြက်လဲ မကြက်လဲ နားလဲနေရတာပါ အဲ့ဆိုရင်အခုမနှက်ပြောင်စေးုံတက်ရတော့မှာ ဟုတ်တယ်ရှင် ဟုတ်ပြီဒုက္ခကလေးလေးဟုတ်ပါကွာနော်အဲဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ရှိတဲ့အလူငွေလေးကျွန်တော်ညလူပေးခဲ့လိုက်မယ်နော် ဟုတ်ဟုတ် လမ်းနေညွန့်တာညီမကလည်းဒီစာတီးမဟုတ်တော့ကျွန်တော်မှတိုင်နေပတ်ရတယ်အားကြောင့်မလို့ကျွန်တော်အစားမလာတော့ဘူးလို့ကိုနေပြီးတယ်မလာတော့ဆိုတာဟိုလိုကြောင့်မလာမကူညီကျွန်တော်မဟုတ်လမ်းနေကမညွန့်တတ်တော့လေဟိုရောက်ဒီရောက်ဒီဖြစ်နေတာအဲ့လိုကြောင့်မလို့နော်ကဲအဲ့တော့ကြတော့ဒီကလေးလေးတွေဟုတ်ပါကလေးလေးတွေဘာလေးတွေတော့ မင်းကလေးလေးရှင် နှစ်အောင်လုံးမင်းကလေးဘယ်ဟာအကြီးတော့ ဒီဟာအကြီးရှင် ဒါအကြီးဘယ်လောက်กว่าတော့ တမီနဲ့ 10မိနစ်ပဲกว่าတယ်ဟိုနှစ်အောင်လုံးခွဲမှုလိုက် ဟုတ်ကဲ့ရှင် ဟိုအေးဟုတ်ပါကလေးလေးဟိုကလေးလေးဟုတ်ပါနော်အဲ့ဒါဆိုဒါမတိရတယ်ဘယ်လိုလုပ်ပေးမှာတော့ ဒီလိုလုပ်ပေးမယ်လို့ အဲ့ဆိုဝမ်းနေပါတွေကအခုဒီရတိုင်းတော့နေရတာပေါ့ ဒီတိုင်းနဲ့ ဟိုဒီတိုင်းပဲတော့နေရတာ အိတ်ကလေးတက်ပေးရ အေးလေးတိုင်းပဲဟုတ်ပါကဲအဲ့ဆိုရင်ကဲကလေးလေးနေတော့အလူရှင်လေးကျွန်တော်ပြောပေးပါအောင်မယ်နားထောင်ပေးပါအောင်ဗျာနော်အလူရှင်ကကျွန်တော်တို့ကိုဝိုင်းမောင်မနီလာဝန်မီတာစုမန်းတောင်ချီဘိုးဘွားကြီးတာတိုင်းမှာ9000ကျပ်လေးလူထားရှိပါတယ်ဗျာနော်အဲ့ဒါလေးလူပေးမယ်ပြီးရင်ကျွန်တော်တို့ဆရာတဲ့ဥခွန်တီဟအောင်တောင်ကြီးမြို့နယ်တဲ့တောင်နီရွာရွှေကျော်ခိုင်းတော်မီတာစုမောင်နှမများအတိုင်းမှာတသိန်းကျပ်လူထားလေးရှိပါတယ်ဗျာနော်တသိန်းဝဲရှိတယ်ပြီးရင်ကျွန်တော်တို့ကိုဟိန်းသူအောင်မလေးရှားနိုင်ငံတိုင်းမှာလည်း9000ရှိပါတယ်ဗျာနော်စုစုပေါင်း2သိန်းရှိတယ်3သိန်းပြည့်အောင်ဖြည့်လူပေးပါမယ်ကျွန်တော်တို့နော်3သိန်းပြည့်အောင်ဆိုကြတော့ကျွန်တော်တို့ဘုရားလေးလူပေးရင်ကောင်းမလဲဆိုတော့ကြတော့ကျွန်တော်တို့ကိုရဲမင်းဖြိုမမြင့်မြင့်ခိုင်သမီးဖြစ်သူသမီးလေးဒါမြတ်သူဖြိုးရဲ့2နှစ်ပြည့်မွေးနေ့ကုလို့ဆိုပြီးတော့ထိုင်းနိုင်ငံတိုင်းမှာတသိန်းလူထားလေးရှိပါတယ်ဗျာနော်အဲကြတော့သူတို့လူတန်းထားတဲ့ဥစ္စာလေးအလူငွေလေး3သိန်းရှိတယ်အဲ့3သိန်းလေးထောက်ပံ့ပေးလိုက်ပါမယ်လောလောဆယ်မနှက်ပြန်အောင်စေးုံတက်မှာဆိုတော့ဒီ3သိန်းလောက်လဲတောင်းတဲ့နေရာတိုင်းအလုံးတဲ့ပါပါနော်နော်ငယ်ဦးမယ်တင်ငါညီမဘယ်လောက်တော့အတက်က ကျွန်မ24ရှင် 24ငယ်ဦးမယ်ဒါတအူးတွေလေဗလား ဟုတ်ရှင် ဒါဒုတိယပေါ့ ဟုတ်တယ်ရှင် ဩဟုတ်ပြီနော်အမျိုးသားရွာမှာကြံခဲ့ရလား ဟုတ်ပါမှာ ဟုတ် မလဲတော့တဲ့ပါနေရတာကျွန်တော်တို့က မအေးစေးတော့ ဟုတ်တယ် ရှောင်းနေကြတာ ဟုတ်တယ်ဆက်ဆောင်ပါ အဲ့ဆိုရင်လည်းဒီတိုင်းကြီးကြတော့ကလေးငယ်လေးနဲ့ပြန်ကြအဆင်ပြေပါမလား မပြေလဲတော့တဲ့မှနေရ မပြေလဲတော့တဲ့နေရာမှာပြန်စိတ်ရောဆင်းလို့ပြန်ခဲ့တည်ရှိတော့ကျမကြီး queue ဆိုင်အောင်နော်ကလေးတွေကပေါင်းမပြေလို့နော်တော့တဲ့ကြတော့ချင်ပေါ်တယ်လीနော်လုံလုံညုံညုံလေးနေကြနော်ဟုတ်ပြီနော်ကဲအလူငွေလေးလက်ခံအောင်3သိန်းပါဗျာနော်ကဲကျေးဇူးပါညီမနော် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်နေဘက်ကလာရေးဆိုတော့ကြတော့ဘာမှတိတ်မပြောတတ်လောက်အာရိုးရိုးကြီးတွေနေပါ ဟိုသေုံလည်းတရားဝင်ပြောတာကြည့်ပြီးတော့တကလေးကိုကငိုးနေရပဲရှိတာ လဲလဲဝဲဝဲလဲ ပြောတယ်ဆိုပြောတာလည်းကိုကမသွားတတ်ဘူးမလားတတ်ဘူး ဟုတ် အဲ့လိုလေ ဟိုဌာနတော့အောင်ဒီဌာနတော့အောင်ဆိုလည်းမသွားတဲ့အောင် သူတို့လို့ပြောတာမဟုတ်ဘူးဆိုငေါက်ခံရပြီ ငေါက်ခံရ ငိုး ငိုးတော့ ငိုရတယ်မြေခွနေနေ ညိတ်နေမြက်ခွက်ဖြစ်ရတယ်ဟုတ်ပြီ လာတတ်ဘူး ကိုတာတမီအတွက်ဆိုတဲ့ပုံစံလေးနဲ့အတင်ထားပါနော်ဒီလိုကတော့နော်ဒီလိုအပြောဆိုလေးကတော့ရှိကြမှာရစေယုံကအများနဲ့ဆိုတော့လေနော်နည်းနည်းလဲဝယ်တဲ့လူလေးတွေကိုတခြားလေးမေးပေါ့ဟိုကရင်ဘေးကလူလေးတွေနော်အဲ့လိုလေးမေးမတိတာလေးရှိရကြလားသူတို့တော့မင်းတော့ဟုတ်တယ်သူတို့ကအော်မာရယ်သိရမလားသူတို့မမေးနဲ့ဟိုဘေးကစေယုံချင်းချင်းလာတက်တဲ့လူလေးတခြားမေးပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါညီမနော်အမြန်ဆုံးနေကောင်းကြပါပါစေနော်